ကျွန်တော်ရဲ့ binary YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီ Windows တင်တဲ့အခါမှာ data တွေမပြတ်အောင်တင်နေပါတော့တို့စုထားတဲ့တပ်ပုံလေးတွေเนาะအမှတ်တရတွေမှားဖြတ်မိတဲ့အခါမှာဘာမှတော့ကျွန်တော်တို့မရည်ရွယ်ဘူးပေါ့နော်မှားဖြတ်မိတဲ့အခါကျလို့ရှိရင်ဒါခင်တဲ့တငယ်ချင်းတွေပါလေကိုကျွန်တော်တို့ကကိုကလုတ်တတ်တယ်ဆိုတော့လုတ်ပေးလိုက်တယ်တို့မဲ့ကျွန်တော်မှားဖြတ်မိတဲ့အချိန်ကြောက်လို့ရှိရင်တော့စေတနာနဲ့ဝေဒနာဖြစ်သွားတတ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တည်တာလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်တော့ကျွန်တော်တို့လက်ထဲမှာခုလက်တော့တစ်လုံးရှိတယ်ဗျာလက်တော့တစ်လုံးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စကားရေးပဲထိုင်ချင်းနေစရာမလိုတော့ဘူးခုကျွန်တော်မျှဝေပေးတာနဲ့ license လို့ရတယ် license လို့ရတယ်ဆိုတာလည်းကျွန်တော် real device ကြီးမှာမဟုတ်ဘူးကျွန်တော်တို့ဒီ virtual နည်းပညာနဲ့เนาะထုတ်ပေးထားတဲ့ software ထဲမှာပဲတခုခုထိရရှိလို့ရှိရင်လည်း virtual software မှာပဲထိမှာကျွန်တော်တို့အပြင်မှာဘာမှမဖြစ်ဘူးအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ virtual box ဆိုတဲ့ software လေးတော့ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ laptop ရေးရှိပြီးတော့ဘာလို့ရမလဲမသိတဲ့ညီလေးရတယ်ဒီလိုနည်းနဲ့စပြီးတော့စမ်းကြည့်လို့ရတယ်အဲ့ virtual box Oracle ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဒီမှာကျွန်တော်တို့ရှာပြီးသားလေးရှိနေလို့ result ဆိုတဲ့ပေါ်တယ်ပေါ့နော်ရှာလိုက်မယ်ဟုတ်ပြီပေါ်တွန်းလိုက်မယ်ကျွန်တော် download ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးကျွန်တော် previous and release ဆိုတဲ့ဥစ္စာလေးရှိတယ်အဲ့ဒါတစ်ချက် one click လိုက်မယ်ကျွန်တော်ကတော့ဒီ 6.1 ပေါ့နော် 6.1 ရိုင်းလဲကို RAM 8လောက်ထိကိုနိုင်တယ်ဗျာ RAM 8လောက်ဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့တော့ဒီမှာကျွန်တော် 6.1.50 နော်အကောင့်လေးကို extension pass ဆိုတာလေးကိုတောင်းမယ်ပေါ့ဗျာကျွန်တော်ကတော့ရှိပြီးသားဆိုတော့မတောင်းတော့ဘူးတိုးပေမဲ့ကျွန်တော်ရဲ့ virtual box လေးကိုကျွန်တော် version စစ်ပြမယ်နော်ဒီမှာနော် version 6.150နော်အားလေးကိုကျွန်တော်တောင်းလိုက်မယ်တောင်းပြီးသွားလို့ရှိရင်တော့ဒီလို virtual box ကိုဖွင့်လိုက်လို့ရှိရင်ဒီလိုမျက်နှာပြင်လေးနဲ့ပြနေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ Windows တင်တဲ့အခါမှာလိုအပ်တာပေါ့နော်လိုအပ်တာဆိုလို့ရှိရင်ဒီ virtual box ကြီးပဲလည်းမဟုတ်ဘူးပေါ့နော် Windows တင်မဲ့ ISO file နဲ့လိုတယ်ပေါ့နော် ISO file ဆိုတာအခုကျွန်တော်တို့မြင်နေရတဲ့ဒီဒါဆိုလို့ရှိရင်တော့ဓာတ်ပုံပေါ့ဗျာဓာတ်ပုံလေးကိုစုထားတဲ့ file ပေါ့အဲ့ file လေးလိုတယ်အဲ့ file လေးကိုကျွန်တော်တို့က down ဖို့ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ရဲ့ browser လေးကိုဖွင့်လိုက်ပါနော်ဒီမှာကျွန်တော်ပြထားသလိုပဲ internet active website ကိုတွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနော် Windows 7 ISO file ကျွန်တော်ညာဘက်တောင်းပါ Windows 7 64bit ဒါလေးကို download လုပ်လိုက်ကြနဲ့ down သွားပြီပေါ့နော်ကျွန်တော်ကတော့ဒီမှာရှိပြီးသားမလို့မတောင်းပြတော့ဘူးအဲ့တော့ကျွန်တော်တို့မှာလေ့ကျင့်စဉ်က virtual box လေးရပြီပြီးလို့ရှိရင်ကျွန်တော်တို့တင်မဲ့ ISO file တွေလည်းရပြီဆိုလို့ရှိရင်တော့တော်တော်ပြည့်စုံနေပြီဗျပြည့်စုံပြီဆိုတော့ကဲကျွန်တော်တို့စပြီးတော့စားလိုက်ကြတာပေါ့နော် virtual box ကိုစဖွင့်မယ်ဆိုလို့ရှိရင်ဒီလိုမျက်နှာပြင်လေးပေါ်လာမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ new ကိုနှိပ်မယ်ဒီမှာကျွန်တော်တို့တင်မဲ့နာမည်ပေါ့နော်ကျွန်တော် Windows 7 တင်မယ်ဆိုရင် Windows 7 Windows 10 တင်မယ်ဆိုရင် Windows 10ပါဗျာကျွန်တော်ကတော့ Windows 7 ISO file တွေတောင်းလာတော့ Windows 7ပေါ့ Windows 7လေးတင်လိုက်မယ် next နေမယ်ဒါဆိုလို့ရှိရင်2048ဆိုလို့ရှိရင် 2GB ပေါ့နော် 2GB next နေလိုက်မယ်အကုန်လုံးနေလိုက်ပါဗျာ
နေတဲ့လုံးနဲ့တော်တော်အဆင်ပြေနေပါနော် view ထည့်မယ် run ထည့်မယ်ပေါ့နော်ကဲအဲ့ဒီပိုင်းလေးပြီးဆိုရင်ကျွန်တော်တို့ဆက်ရအောင်အဲ့တော့ကျွန်တော်တို့ဒီ Windows 7ကျွန်တော်တို့ခုနဆောက်ထားတဲ့အခွန်လုပ်ကိုကျွန်တော်ပုံထည့်မယ်ပေါ့နော်အဲ့ဒါကို double click ခေါက်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီမှာ empty ဖြစ်နေတယ်တဲ့ကျွန်တော်တို့ခုန down ထားတဲ့ file လေးကိုထည့်ရမှာပေါ့ဒီမှာ add ဆိုတာရှိတယ်အလိုက်မယ်ကျွန်တော်တို့ ISO file ခုန down ထားရနေတာကျွန်တော်တို့ဒီမှာ ISO file လေးရှိရတယ်ပေါ့နော် Windows 7ဆိုတော့ Windows 7လေးကို open နှိပ်လိုက်မယ် choose ဆိုတာလေးနှိပ်လိုက်ပါဦးဗျာကဲ start ကဲဘာကျလို့ပေါ့ကလေးကစပြီးတော့ Windows တိုက်ပါနော်ဒီလိုတင်ဖတ်နေပေါ့ပြီးလို့ရှိရင်ကျွန်တော်ရဲ့ decoration မှာလည်းဒီ ISO file down တာနဲ့ virtual box ဘယ်လို down ရမလဲဆိုတာလေးကိုကျွန်တော် link လေးချပေးထားမယ်ဗျနော်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော် next နှိပ်ကြမယ်ပြီးရင် install IS ဆက်တဲ့ license term ဆိုတာလေးနှိပ်မယ်ကျွန်တော်ဒီမှာ upgrade နဲ့ custom advanced ဆိုတာရှိရပါတော့ upgrade ကတော့ကျွန်တော်တို့ကရှိပြီးသားပဲတိုးပြင်မဲ့နောက်တစ် feature တွေကိုထပ်ပြီးတော့ upgrade လုပ်တာဒီ custom advanced ဆိုတာကတော့ကျွန်တော်တို့ဟိုအစကနေပြန်တင်တာပေါ့နော်0ကနေပြန်တင်တာနားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင် upgrade ဆိုတာကျွန်တော်တို့ရှိပြီးသားဥမာ100%ရှိတယ်တိုးပြင်မဲ့ feature အသစ်တွေကိုသုံးချင်တဲ့အချိန်မှာကျွန်တော်တို့ upgrade နဲ့လုပ်တယ် custom advanced ဆိုတာကတော့ကျွန်တော်တို့ window အသစ်တင်တယ်ဒီလောက်ဆိုရင်နားလဲလွယ်မယ်ထင်တယ်ဗျနော်ကျွန်တော် custom advanced ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျက်နှာလေးနဲ့ပေါ်လာမှာနော်ဒီလို interface လေးနဲ့ပေါ်လာမယ်ဒီလို interface လေးနဲ့ပေါ် shift က F10 ရနှိပ်ဖို့လိုတယ် shift က F10 ဒီလိုလေးပေါ်လာပြီပေါ့နော်ကျွန်တော်နှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာမှာအဲ့ဒီအချိန်မှာကျွန်တော်က notepad ဆိုတာလေးကိုရိုက်မယ်ဒါခေါ်လိုက်မှာနော်ရိုက်ပြပါမယ်ဒါ notepad ပြီးလို့ရှိရင်ကျွန်တော်တို့ file လေးကိုသွားလိုက်မယ် save app ဆိုတာလေးနှိပ်လိုက်ပါကဲဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ C program နဲ့ရောက်တော့နော်အဲ့ဒါကို computer တစ်ချက်နှိပ်ရမယ်ဒါပုံမှန်ဆိုရင်တော့ဒါ data C ပေါ့ဗျာနော်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါ partition ခွဲထားတဲ့အပိုင်းကျွန်တော် data D ဆိုလို့ data D ပေါ့ဗျာကျွန်တော်တို့က heading နဲ့ asset တွေသုံးမယ်ဆိုလို့ရှိရင်နှစ်ခုပေါ်နေမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကို right click ထောက်ပြီးတော့ rename လေးပေးလိုက်မှာပေါ့ဒါဆိုလို့ရှိရင် data C ဆိုရင် data C ပေါ့ဗျာဒါကျွန်တော် window တင်မဲ့ပိုင်းပေါ့နော်အဲ့ပြင်ကျွန်တော်တို့ထွက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနချိန်လိုက်တဲ့ data C လေးပေါ့နော် data C ဆိုပြီးတော့ဒီမှာပေါ်နေပြီးရင်ကျွန်တော်တို့ပြန်ထွက်မယ်ဟုတ်ပြီနော်ဒါပုံမှန်ဆိုရင်ဒီမှာပေါ်လို့ရှိရင် this one this2ဆိုလို့ရှိရင်တော့သူပေါ်နေမှာပေါ့နော် next လေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က window တင်နေပြီပေါ့နော်ဒီ partition နှစ်ခုသုံးခုရှိတဲ့အချိန်ဆိုရင်တော့ဒါနာမည်ပေါ်မှာပေါ့နော်ကျွန်တော်ကတစ်ခုလည်းရှိတဲ့အတွက်ကြောင့်မလို့မပေါ်ပါဘူးဖြစ်သွားတယ်ပေါ့နော်မပေါ်ပါဘူးဖြစ်သွားတယ်ဒီနည်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ data ဖြတ်တဲ့ရန်နေပြီးတော့ data ကိုမှားဖြတ်တဲ့ရန်နေပြီးတော့ကျွန်တော်တို့ရှောင်လွှဲနိုင်မှာပေါ့နော်ဒါဆိုရင်တော့ကျွန်တော် window တက်နေပြီကျွန်တော်ခဏစောင့်ရမယ်နော်ဒီ video ထဲမှာတကယ်လို့ပြောမှဆိုမှရှိခဲ့လို့ရှိရင်လည်းကျွန်တော်အနှွေးညွှန်ကိုတောင်းပန်ပါတယ်ဒါကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုမှုပါနော်
ဒီနေကြတိုင်းပဲတစ်ပစ္စည်းပေါ့ဗျာနော်နေလိုက်မယ်ကျွန်တော် password ကိုပေးလို့ရတာကြော်လို့ရကျွန်တော်ကြော်ကြည့်လိုက်ကြော်လို့ရဒါ SP later ပေါ့ဗျာနော်နိုင်ရတော့ဘာညာ9:21မှန်တယ်နော်9:21နောက်ဝက်မှာကျွန်တော်တို့ public network ကိုသုံးလိုက်နော်ဗီဒီယိုကိုစမြင်ပြီးတော့ဒီကိုကစမ်းကြည့်မယ်ဆိုလို့ရှင်တော့ခက်ခဲရှိကောင်းရှိနိုင်ပါတယ်အဲဒီတော့ကျွန်တော်ရဲ့ YouTube comment မှာလည်းလာမေးလို့ရတယ်လို့ကျွန်တော် Telegram channel ရှိပါတယ် Telegram channel ကိုလည်းဗီဒီယိုရဲ့ description မှာကျွန်တော်ချပေးထားပါမယ်အဲရနေပြီးတော့လည်းလာမေးလို့ရပါတယ်တကယ်လို့မိတ်ဆွေကကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့တစ်ခုခုကိုအတွက်အကျိုးမြတ်ရခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးကို subscribe နှိပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျဒါပျော်ရွှင်ပွဲနေ့လေးဖြစ်ပါစေ